ကဲဒီတစ်ခါမှာတော့ Eva ဆိုတဲ့ဇာတ်ကားလေးကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်ဟာထိတ်လန့်စရာကောင်းတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုကိုလုပ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ကမ္ဘာမြေပေါ်မှာထူးဆန်းတဲ့ကြောက်ဖြစ်စေတဲ့ virus တစ်ခုကပေါ်ပေါက်လာပြီးတော့အဲ့ဒါဟာတစ်ခါကူးစက်ခံရပြီဆိုရင်လူရဲ့ခန္ဓာကိုယ်ဟာတစားတစားနဲ့စတင်မာကျောလာပြီးတော့ကြောက်တုံးအဖြစ်ကိုပြောင်းလဲသွားတာပါ။အသားအရောင်ညိုတဲ့လူနာတွေကတော့စကြင်ကြောက်အမဲရောင်အဖြစ်ကိုမှပြောင်းလဲသွားပြီးတော့အသားဖြူတဲ့သူတွေကတော့စကြင်ကြောက်အဖြူရောင်အဖြစ်ကိုပြောင်းလဲသွားပါတယ်။ဒါပေမဲ့တကယ်ထိတ်လန့်စရာကောင်းတဲ့အချက်ကတော့လုံးဝကြောက်ဖြစ်သွားပြီးတော့တဲ့နောက်မှာဖြစ်ပေါ်လာတာပါ။အဲ့ဒီအဆင့်ရောက်ရင်တော့လူသားပုံစံဟာဖုံဖုံအဖြစ်ကိုမှကျေမွသွားပြီးတော့မြေကြီးအဖြစ်ကလွဲလို့ဘာမှကိုကြမ်းတော့မှာမဟုတ်ပါဘူး။ဆိုတော့ဒီကနေ့မှာကျွန်တော်တို့ဟာဂျူလီယာဒူးခေါ်နာရေးသားရိုက်ကူးထားတဲ့2025ခုနှစ်ရဲ့ Eva ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုနက်နက်ရှိုင်ရှိုင်လေ့လာသွားမှာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ Kings ရုပ်ရှင်ပွဲတော်မှာပွဲဦးထွက်ဖြစ်ကိုမှပြသခဲ့ပြီးတော့ Plum Deer ဆိုအတွက်ကလည်းရထားခြင်းကိုခံရပါတယ်။ဇလန်ကတော့ Paris မြို့ကဟိုတယ်တစ်ခုရဲ့ညနေပိုင်းမှာစတင်ပါတယ်။မင်းလေးငယ်တဦးဟာမာကာတချောင်းကိုတုံးပြီးတော့အမျိုးသားတစ်ယောက်ရဲ့လက်မောင်းပေါ်မှာပုံဆွဲနေခဲ့ပြီးတော့အဲ့ဒီအမျိုးသားရဲ့လက်မောင်းဟာလည်းအမာရွတ်အမဲရောက်နေတဲ့ကိုဖုံးလွှမ်းနေကမင်းကလေးကလည်းအဲ့ဒီအမာရွတ်တွေပေါ်မှာလိုက်ဆွဲရင်းနဲ့ကောက်ကွေးတဲ့မြင်းချောင်းတွေကိုဖန်တီးနေခဲ့ပါတယ်။စော်ကစားနေတဲ့မင်းကလေးကိုကြည့်ရင်လည်းကတင်ပေါ်ကအမျိုးသားဟာစိတ်မဆိုးတဲ့အပြင်အဲ့ဒီအစားသူကသူမကိုလှုပ်ဝက်ချက်တစ်ခုကိုပြောလာပါတယ်။သူဟာပိုးလီလေးတစ်ကောင်ကိုကင်ထားပြီးတော့မင်းကလေးကတော့အဲ့ဒီအင်းဆက်လေးသူမရဲ့လက်ပေါ်မှာလွယ်လွယ်လျှောက်သွားတာကိုကြည့်ပြီးတော့ဝမ်းသာအားရပြုံးနေခဲ့ပါတယ်။အဲ့နောက်ဆုံးဝင်ခံကတော့စေကျော်တဲ့စုကပါတီဆင်နွှဲနေတဲ့တိုက်ခန်းတစ်ခုစီကိုပြောင်းလဲသွားပါတယ်။ပျော်ပါနေကြတော့မှအမျိုးသားတစ်ယောက်ဟာအန်ဆွေရဲကနေတတူထိုးဆက်ကိုထုတ်ယူပြီးတော့မူရင်းနေတဲ့မင်းကလေးတစ်ယောက်ရဲ့လက်မောင်းပေါ်မှာထူးဆန်းတဲ့တင်ကြတာတစ်ခုကိုထိုးလိုက်ပါတယ်။အရန်မူနေတဲ့ကြောင့်မလို့ Eva ဆိုတဲ့အဲ့ဒီမင်းကလေးဟာလေအဆူရာကိုခန်းစားရပေမဲ့ဘာမှကိုတိတ်ပြီးတော့မတုတ်ပြန်ပါဘူး။ညနေဆောင်မှသာသူမဟာလေမူးနှောင်းနဲ့အင်ကိုရန်တန်တန်ပြောင်းလာတာကြောင့်မလို့အရန်နဲ့နန်နေတာကြောင့်မိခင်ဖြစ်တဲ့သူကသူမကိုဆက်ဆုပ်ယွန်ရှာစွာအကြည့်ရွယ်နေကိုမှကြည့်လိုက်ပါတယ်။သူမကတော့ Eva ကိုရေချိုးကန်းလေးကိုခေါ်သွားခဲ့ပြီးတော့ရေပူနဲ့အရန်နဲ့တွေစီးကြောပေးနေခဲ့ပေမဲ့လို့ Eva ကိုအဝတ်စားချွတ်ပေးဖို့ကူညီပေးတဲ့အချိန်မှာသူမဟာတတူးကိုမြင်သွားခဲ့ပါတယ်။မိခင်ဖြစ်တဲ့သူဟာဒေါသထွက်သွားခဲ့ပြီးတော့ Eva ကတတူးဆိုင်ကိုခိုးသွားတယ်လို့ထင်သွားပါတယ်။သူမကတော့တတူးရှိတဲ့သူတိုင်းဟာလူဆိုးတွေမဟုတ်ပေမဲ့လူကောင်းတွေကတော့ဒါမျိုးမလုပ်ကြဘူးလို့ရှုံကြည်တဲ့စီကံတင်ကျက်တဲ့အမျိုးသမီးတစ်ယောက်ပါ။တကယ်တော့သူမတတူးထိုးတာကိုစိုးရင်ပူပန်နေတာကပို့ပြီးတော့နှက်ဆိုင်တဲ့ကြောက်ရွံ့မှုတစ်ခုကနေဖြစ်လာတာဖြစ်ပါတယ်။ဒါကတော့ကြောက်ဖြစ် virus ကူးမှဆိုလို့ပါ။အဲ့ဒါကဘယ်ကလာတယ်ဘယ်လိုမျိုးပြန့်နှံ့နေဆိုတာဘယ်သူကမှတော့မသိကြပါဘူး။ပို့ပြီးတော့ဆိုးတာက virus ဟာနှစ်အတော်တန်ကြောက်အောင်လို့ငုံရှိုးနေတတ်တဲ့ကာလရှိပါတယ်။လူသားတွေဒါကိုရှာတွေ့တဲ့အချိန်မှာ2နှစ်ခွဲလောက်ကိုကြာသွားပြီဖြစ်ပြီးတော့အဲ့ဒါဟာလူရဲ့အဖွဲ့အစည်းတွေကိုရောက်ရှိနေကကမ္ဘာလူဦးရေရဲ့90%ကိုကူးစက်ပြီးသားဖြစ်နေပါပြီ။ညပက်တဲ့အတချောင်းကနေ Alpha ကိုကူးစက်သွားမှကြောက်တာကြောင့်မလို့မိခင်ဖြစ်တဲ့သူကသူ့ရဲ့အဲ့ဒီနေရာကိုပိုးသက်ဖို့အရက်ပြန်ကိုအမြန်ရှာပြီးနောက်တစ်နေ့မှာတော့မိခိုင်ပိုးသက်စီထိုးဖို့အတွက်ကိုသူမလှုပ်လှုပ်တဲ့ဆေးရုံကိုတမီးကိုခေါ်သွားဖို့ကိုစီစဉ်ခဲ့ပါတယ်။ဒါပေမဲ့မိခင်ဖြစ်တဲ့သူရဲ့စိုးရိမ်မှုကိုရင်ဆိုင်ရတဲ့အချိန်မှာပုံကန်လူစင်းရှိတဲ့ Alpha ကအခန်းနဲ့အကြီးနေတာကိုကြည့်လိုက်ပါတယ်။အဲ့ဒီညပိုင်းမှာတော့ Alpha နိုလာတဲ့အခါမှာအေကန်ထဲမှာသူမရဲ့မိခင်ဖြစ်တဲ့ညညူပြောဆိုနေတာတွေကိုကြားလိုက်ရပါတယ်။မိခင်ဖြစ်တဲ့သူကလည်းသူမအကြောင်းပြောနေတယ်လို့ထင်ပြီးတော့စိတ်ပြက်လက်ပြက်နဲ့ကို Alpha ဟာသူမရဲ့အခန်းထဲကိုပြန်ပြီးတော့ဝင်သွားကဗရင်ပေါက်အပြင်ဘက်ကညမ်းစင်ကိုကြည့်ရင်လည်းသူမကတော့စိတ်ကူးတစ်ခုရရှိသွားပါတယ်။ဒီလိုနဲ့ပဲသူမဟာဖက်နဲ့ကုန်းကြီးကိုဝစ်ပြီးတော့ကြောပိုးအိတ်ကိုယူကအပြင်ကိုခိုးထွက်ဖို့ကိုပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့လို့သူမဟာဝရန်နာဘုတ်ကိုခြေလန်းလိုက်တာနဲ့ကိုမှလေပြင်းတွေကစားတိုက်လာပြီးတော့ညမ်းစင်တွေဟာပြင်းထန်စွာတုန်ခါလာခဲ့ပါတယ်။အန်ရီရှိပေမဲ့လည်း Alpha ကအပြင်ကိုထွက်လိုက်ပြီးတော့သမီးဖြစ်တဲ့သူရဲ့အော်ဟစ်တန်ကိုကြားတဲ့အခါမှာမိခင်ဖြစ်ခဲ့သူကလည်းအိတ်ခမ်းထဲကိုအမြန်ပြေးဝင်လာပါတယ်။သူမဟာအပြင်ဘက်ညမ်းစင်ပေါ်မှာကွေးကွေးလေးထိုင်နေတဲ့ Alpha ကိုမြင်လိုက်ရတဲ့အချိန်မှာရုတ်တရက်ဆိုသလိုတုန်ခါမှုတွေရပ်သွားပြီးတော့လေကလည်းငြိမ်သွားပါတယ်။သူမကတော့သမီးဖြစ်တဲ့သူကိုအထဲကိုပြန်ပြီးတော့ဆွဲသွင်းလိုက်ပါတယ်။ပင်မနွယ်နေတဲ့မိခင်ဖြစ်သူကိုကြည့်ပြီးတော့ Alpha ဟာသူမရဲ့ရှင်ခွင်ထဲမှာလှေလျောင်းရင်းနဲ့ထက်တလဲလဲတောင်းပန်နေပါတယ်။မိခင်ဖြစ်တဲ့သူကတော့သူမကိုမဆူတော့ပါဘူး။သူမကိုသူမအပြစ်မတင်ဖို့ပဲပြောပြီးတော့နောက်တနေ့မနေ့မှာ Alpha ကသူမရဲ့မိခင်အလုံးလုံးတဲ့ဆေးရုံကိုတွားခဲ့ပါတယ်။နတ်တယောက်ကတော့မိခိုင်ပိုးသက်စီထိုးဖို့ပြင်ဆင်ခဲ့ပေမဲ့အကူမြင်လိုက်ရတာက Alpha ရဲ့ငယ်ဘဝစီထိုးရမှာကြောက်တဲ့စိတ်ကိုပြန်ပြီးတော့နှိုးလိုက်တယ်လို့ဖြစ်သွားပါတယ်။နတ်ကတော့ Alpha ဟာသူမကိုမယုံကြည်ဘူးလို့ထင်ပြီးတော့သူမရဲ့မိခင်ကိုခေါ်ပေးဖို့ကိုပြောလိုက်ပါတယ်။ Alpha ကတော့သူမကိုချက်ချင်းပဲတားလိုက်ပြီးတော့သူမကိုယ်တိုင်ထိုးမယ်လို့ပြောလိုက်ပါတယ်။ virus အတွက်ကိုမှစိုးရိမ်နေကြမလို့ Alpha မိခင်က Alpha စီကနေကိုသွေးနမူနာယူဖို့ nurse ကိုညွှန်ကြားလိုက်ပါတယ်။ဒါပေမဲ့လို့ဆေးရုံမှာနမူနာတွေကအရန်ကိုမှများတာကြောင့်မလို့ချက်ချင်းစစ်ဆေးဖို့ကိုမဖြစ်နိုင်ပါဘူး။ရှားလက်ထွက်ဖို့ကတော့2ပတ်လောက်ကိုကြားလိုက်မယ်ဆိုပြီးတော့ nurse ကတော့ပြောလိုက်ပါတယ်။ဒါကြောင့်မလို့အထူးကြက်မဲ့ကုသဆောင်မှာ Alpha မိခင်ကလူနာတွေကိုစစ်ဆေးဖို့ကိုသွားပါပြီမယ်လို့စဉ္ညာလန်ထဲမှာခြေလန်းချလိုက်တာနဲ့တင်ပုံမှန်ဆိုရင်အမြဲစီကတက်တဲ့စဉ္ညာလန်ဟာလုံးဝကိုမှ6ကက်နေတာကိုသူမကတော့တွေ့လိုက်ရပါတယ်။မင်းညကညစာလူတော်မှာလူနာဆောင်တွေစီကိုရှောက်မလာခဲ့ပါဘူး။ဘာဖြစ်နေရလဲဆိုပြီးတော့သူမကတော့တွေးနေတော့မှပဲ nurse တယောက်ကတော့တကားကနေဝင်လာတာကြောင့်မလို့တခြားသောဝန်ထမ်းတွေကလည်းဘယ်ရောက်ကုန်တယ်လဲဆိုပြီးတော့သူမကတော့လိုက်မိလိုက်ပါတယ်။အဲဒီနောက်မှာတော့ကူးစက်တဲ့ virus ကအရင်ကမှကြောက်စရာကောင်းပြီးတော့ကာကွယ်ဆေးကလည်းမပေါ်သေးတာကြောင့်မလို့ nurse တွေဟာကူးစက်ခံရမှာကိုကြောက်ပြီးတော့အားလုံးစုပေါင်းပြီးတော့နှုတ်ထွက်သွားကြတာဖြစ်ပါတယ်။ nurse တွေထွက်ပြေးသွားတာကိုသိလိုက်ရတဲ့အခါမှာသူမကတော့ဒေါသထွက်ပေမဲ့ဘာမှတော့မတန်နိုင်ပါဘူး
သူမကအစားအသောက်လှဲကိုလူနာဆောင်တွေကိုတွန်းသွင်းပြီးတော့လူနာတွေကိုညစာစတင်ပြီးတော့ပေးဝေပါတယ်လူနာတွေရဲ့အခြေအနေတွေကဆူရလှပါတယ်စီယုံတက်နေရတဲ့သူအများစုဟာ85%ထက်ကိုပိုပြီးတော့ကူးစက်ခံထားရတာကြောင့်မလို့ပြင်းထန်လူနာတွေဖြစ်ပြီးကိုလုံးဝမပြုစုနိုင်ကြတော့ပါဘူးကံကောင်းတာကဒီ virus ဟာလေထဲကနေမကူးစက်နိုင်တာကြောင့်မလို့လောလောဆယ်မှာထိန်းချုပ်နိုင်တဲ့အတိုင်းအတာအတွင်းမှာရှိနေပါတယ်အိမ်နောက်မှာတော့သူမကတော့လူနာဆောင်ရဲ့အတွင်းဆုံးအပိုင်းကိုရောက်တဲ့အချိန်မှာဝမ်းနည်းစရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်မနေ့ကမှသတိရှိနေသေးတဲ့လူနာတစ်ယောက်ဟာဒီကနေ့မှတော့လုံးဝကိုကြောက်ဖြစ်သွားပြီးတော့ကြောက်တုံးတုံးအဖြစ်ကိုပြောင်းလဲသွားပြီလည်းဖြစ်ပါတယ်အိမ်နောက်စေးရုံကနေပေါ်ကလူနာကိုကြည့်ရင်သူမကသူတို့မှတက်ဆင်ထားတဲ့အာယုံခံကိရိယာတွေကိုတည်ငြိမ်စွာဖြုတ်ပေးလိုက်ပြီးတော့သူတို့ရဲ့နောက်ဆုံးအချိန်မှာတိတ်ခါရှိရှိထွက်ခွာနိုင်အောင်လုပ်ကိုလုပ်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ကာကွယ်ဆေးထိုးဖို့ကိုစေးရုံသွားခဲ့တာကြောင့်မလို့ Alpha ဟာမနက်ပိုင်းအတန်းကိုနောက်ကျသွားခဲ့ရပါတယ်။အလင်းစီလိုပေးလာတဲ့ Alpha ကိုကြည့်ပြီးတော့ဆရာဖြစ်တဲ့သူကလည်းမကြင်မနှက်ဖြစ်နေတာကသိတာပါတယ်။အိမ်နောက်မှာတော့သူကတော့အိမ်စာတင်တဲ့အခွင့်အရေးတွေကိုတုံးပြီးတော့ Alpha ကိုစင်းမြင့်ပေါ်ကိုခေါ်လိုက်ပါတယ်။ဒါပေမဲ့လို့ Alpha ဟာသူမလှည့်လိုက်တဲ့အချိန်မှာပဲလက်မောင်းကတန်ရာဟာပေါက်ထွက်သွားတာကိုသတိမထားမိလိုက်ပါဘူး။နောက်မှစပွဲဘော့ကသွေးတွေကိုမြင်တဲ့အခါမှာရှိနေတဲ့အတန်းပေါ်တွေဟာအံ့အားသင့်သွားခဲ့ကြပါတယ်။ Alpha ကပြတလေးလေးကိုရှင်းပြပါတယ်။ဒါဟာဒီမနေ့တင်ဆေးရုံမှာကုသထားတဲ့လက်မောင်းကတန်ရာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့လို့ virus ရဲ့ကြောက်စရာကောင်းမှုကြောင့်မလို့အတန်းပေါ်တွေကလည်း Alpha ကူးစက်ခံရမှာကိုအရင်ကမှစိုးရိမ်သွားကြပါတယ်။ထိလမှုမဖြစ်အောင်လို့ဆရာဖြစ်တဲ့သူက Alpha ကိုအရင်ဆုံးစေကန်းသွားပြီးကုသဖို့ပဲကိုပြောနိုင်ပါတယ်။ဒီလိုနဲ့ပဲအေးဆက်နေတဲ့အတန်းပေါ်တွေကိုကြည့်ရင်လည်း Alpha ကတော့ဝမ်းနေပေမဲ့လို့ရွေးချယ်စရာတော့ရှိမနေပါဘူး။သူမစာအုပ်တွေကိုတင်ပြီးတော့အတန်းတွေကနေအမြန်ထွက်လာခဲ့ပါတယ်။ Alpha ထွက်သွားတာနဲ့ပဲAdrian လို့ခေါ်တဲ့အတန်းပေါ်တယောက်ကနောက်ကနေကိုလိုက်လာပါတယ်။ဒါပေမဲ့လို့ Alpha ကတန်ရာကိုပတိစီးဖို့စေကန်းကိုမတော်ပါဘူး။အဲ့ဒီအစားသူမက Adrian နဲ့စကားပြောဖို့ကိုအင်တာရဲကိုပြေးသွားပါတယ်။အိမ်မရောက်တဲ့အခါမှာ Alpha ကအနားယူဖို့ပြင်ဆင်ပေမဲ့လို့သူမအခန်းထဲမှာအပူကတင်တစ်ခုကရောင်းနေတာကိုလှည့်ကြည့်မိလိုက်ပါတယ်။ဇဝေဇဝါနဲ့ Alpha ကလည်းအခန်းထဲကိုသွားကြည့်လိုက်တဲ့အခါမှာအိမ်တစ်ခုလုံးပြောင်းပြန်လှန်ထားတာကိုတွေ့ရပါတယ်။ဒီလိုနဲ့ပဲတခိုးဝင်တယ်လို့ထင်ပြီးမိခင်ဖြစ်တဲ့သူကိုဖုန်းခေါ်ဖို့ကိုလုပ်ခဲ့ပါတယ်။ဒါပေမဲ့လို့အခန်းထဲကိုပြန်ဝင်သွားတဲ့အချိန်မှာတော့ထူးဆန်းတဲ့အမျိုးသားတယောက်အထဲမှာလဲလျောင်းနေတာကိုသူမကတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်တက်လူစိမ်းကိုကြည့်ပြီးတော့ Alpha ကထိတ်လန့်တကြားနဲ့ကိုမှမိဖို့ကြောင့်နဲ့မှပုံနေခဲ့ပါတယ်။သူမကတော့တကားကိုပိတ်ထားခဲ့ပေမဲ့အပြင်ဘက်ကနေတကားခောက်တန်ချရတာကြောင့်မလို့ Alpha ကတတိကြီးစွာနဲ့ပဲစပွဲပေါ်ကဓားငယ်တစ်ချောင်းကိုရှူပြီးတော့အဲ့ဒီသူကိုအနာမကပ်ဖို့ကိုတတိပေးလိုက်ပါတယ်။ဒါပေမဲ့လို့အဲ့ဒီသူကမကြောက်တဲ့အပြင် Alpha ကိုစိတ်မလှုပ်ရှားဖို့ပြောကသူ့ကိုယ်သူအာမင်လို့မိတ်ဆက်ပြီးတော့သူကတော့သူမရဲ့မိခင်ရဲ့မောင်ဖြစ်ကြောင်း Alpha ကလေးပွားရုံကသူချီခဲ့ရဘူးကြောင်းကိုပြောလာပါတယ်။ဒါပေမဲ့လို့ Alpha ကတော့သူမမှာဦးလေးရှိတယ်ဆိုတာကိုလုံးဝကိုမမှတ်မိပဲနဲ့ရှိတယ်ဆိုရင်လည်းပဲဘာလို့လွန်ခဲ့တဲ့10နှစ်လုံးအဲ့ဒီဦးလေးအာမင်ပေါ်မလာခဲ့တာလဲဆိုပြီးတော့တန်တရားဝင်နေခဲ့ပါတယ်။အာမင်ကတော့သူ့ရဲ့ကျမကြီးမကောင်းလို့တခြားမှနေရတာဖြစ်ပြီးတော့အခုမှပြန်လာတာလို့ပဲပြောကအင်ဂျင်မဲ့ဖြစ်နေတာကြောင့်မလို့ Alpha မိခင်ကိုလောလောဆယ်တော့အားကိုးနေရတာပါ။အာမင်ရဲ့ရှင်ပြချက်ကယုတ်တိရှိပုံရပေမဲ့လို့ Alpha ကတော့မယုံသေးတဲ့ကြောင့်သူမမှာဒီဦးလေးတကယ်ရှိမရှိပြန်စဉ်းစားဖို့ကြိုးစားနေတော့မှပဲအာမင်ကတော့လှမ်းပြီးတော့သူမရဲ့ဓာငယ်ကိုယူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမိခင်ဖြစ်တဲ့သူကအလုပ်ကနေကိုပြန်ရောက်လာတာကြောင့်မလို့မိခင်ဖြစ်တဲ့သူကိုမြင်တဲ့အခါမှာ Alpha ကတော့အကူအညီတောင်းဖို့ကိုချက်ချင်းပြေးသွားပါတယ်။မိခင်ဖြစ်တဲ့သူကအာမင်ကဦးလေးဖြစ်တဲ့သူဖြစ်ချောင်းကိုအတီးပြုတ်ပေးပြီးတော့ Alpha ကိုဦးလေးကိုနှုတ်ဆက်ဖို့တောင်မှပြောလိုက်ပါတယ်။အာမင်ကတော့တကယ်ပဲသူမရဲ့ဦးလေးမှန်ကိုသိလိုက်ရတဲ့အချိန်မှာ Alpha အနေငယ်ကိုမှအာနာသွားခဲ့ရပေမဲ့မိခင်ဖြစ်တဲ့သူရဲ့လုပ်ရက်ကမတင်တော်ဘူးလို့သူမကတော့ထင်ပါတယ်။အငန်ကလူတယောက်နေဖို့တင့်တော်နေတာပဲကိုဘာလို့ဦးလေးကိုသူမရဲ့အခန်းထဲမှာအိတ်ခံရတာလဲဆိုပြီးတော့ပောက်ကွင်းနေခဲ့တာပါ။ Alpha လက်ထပ်သွားတာကိုကြည့်ရင်လည်းမိခင်ဖြစ်တဲ့သူကလည်းသူမကိုမချော့ပင်နဲ့အာမင်နဲ့အတူရှေမောနေခဲ့ပါတယ်။ဒါပေမဲ့လို့မိခင်ဖြစ်တဲ့သူဟာသူမစီကနေတခြားသောအရာတွေဖုံးကွယ်ထားတာကို Alpha ကတော့မသိပါဘူး။အာမင်ဟာငယ်စဉ်ကအကျင့်ဆိုတချို့ရှိခဲ့ပါတယ်။ဒီနေ့မှာ Alpha မိခင်အလုပ်ကပြန်လာတဲ့အခါမှာတော့သူမရဲ့မောင်ဟာတကားဝမှာသတိလစ်နေတာကိုတွေ့ခဲ့ရပါတယ်။အာမင်ကိုဒီအခြေအနေတွေနဲ့တွေ့တဲ့အခါမှာမိခင်နဲ့မောင်နှမတွေဟာဒေါသထွက်ခဲ့ကြပါတယ်။ဒါပေမဲ့လို့ပဲ Alpha မိခင်ကအာမင်ကိုပြစ်မထားခဲ့ပါဘူး။အဲ့ဒီအစားသူမကအရေးပေါ်အသက်ကကုသမှုတွေကိုစတင်ခဲ့ပါတယ်။မိနစ်နဲ့ငယ်စူးစမ်းပြီးတော့တဲ့နောက်မှာအာမင်ဟာသတိပြန်ပြီးတော့ရလာပါတယ်။တင်မင်းနဲ့လက်တလုံးအကွာကနေလွန်မြောက်ခဲ့ပေမဲ့လို့အဲ့ဒီနောက်ပိုင်းမှာတော့အာမင်အိမ်ကိုဘယ်တော့မှပြန်မလာခဲ့တော့ပါဘူး။တစ်ချိန်တည်းမှာပဲ Alpha ဟာနမူနာယူဖို့ဆေးရုံကိုသွားပေမဲ့လူနာတွေအများများနေတာကြောင့်မလို့စုံစမ်းရေးနေရမှာအရင်စောင့်နေရပါတယ်။ဒီလိုနဲ့ပဲ Alpha ထိုင်လိုက်တာနဲ့တင်သူမရဲ့အင်္ဂလိပ်စာဆရာကကူးစက်ခံရတဲ့အဖိုးအိုတယောက်ကိုတွဲပြီးတော့ဝင်လာတာကိုမြင်လိုက်ရတာကြောင့်မလို့သူမကလည်းရင်ကျေးစွာနှုတ်ဆက်လိုက်ပါတယ်။နမူနာယူသားတဲ့နောက်မှာ Alpha ကတော့ကြောင်းပြန်တက်ပါတယ်။ဒါပေမဲ့လို့အားကစားအတန်းမှာလက်မောင်းကတန်ရာထပ်ပေါက်သွားခဲ့ပြီးတော့သွေးတွေကဗော်လီဘောဘောလုံးပေါ်ကိုပေးသွားပါတယ်။ဘောလုံးဘောကသွေးတွေကိုမြင်တဲ့အခါမှာအတန်းဘော်တွေက Alpha ကိုဆက်ဆုပ်ယွန်ရှာတဲ့အကြည့်တွေနဲ့ကိုကြည့်ကြပြန်ပါတယ်။အားကစားဆရာကလည်း Alpha ကူးစက်ခံရမှာစိုးရိမ်ပြီးတော့သူမကိုစေကန်းသွားပြဖို့ကိုပြောပါတယ်။အဲဒီနောက်မှာတော့ Alpha လှည့်ထွက်ဖို့ကိုပြင်တော့မှပဲအားကစားဆရာကမျက်နှာတုပ်ပေါ်ဝါကိုတုံးပြီးဗော်လီဘောဘောလုံးကိုဆက်ဆုပ်ယွန်ရှာစွာနဲ့ထုတ်ပိုးကအမိုင်ပုံးလေးကိုပြစ်ထည့်လိုက်တာကိုသူမကတော့မြင်လိုက်ရပါတယ်။အတန်းဘော်တွေနဲ့ဖယ်ကျင်မှုတွေက Alpha ကိုစိတ်မကောင်းဖြစ်စေပြီးတော့ Adrian နောက်မှကိုအနှဲငယ်ကြောက်နေပုံရခဲ့ပါတယ်။ Adrian နောက်မှသူမကူးစက်ခံရပြီလို့တန်တရားဝင်နေတာကိုမြင်တဲ့အခါမှာဒေါသထွက်ပြီးတော့စိတ်တဲကျနေတဲ့ Alpha ဟာအကစားယုံထဲကနေကိုထွက်လာခဲ့လိုက်ပါတယ်။
အိမ်နောက်ကြာဆင်းပြီးသွားတဲ့နောက်မှာ FR နဲ့သူ့ရဲ့မိခင်တို့ဟာလည်းအဖွာဖြစ်တဲ့သူရဲ့အိမ်ကိုသွားခဲ့ပါတယ်။အဲဒီနေ့ကတော့အင်းနစ်ဖြစ်ပြီးတော့ဆွေမျိုးမိတ်တင်ဟင်ကအားလုံးကလည်းအဲ့ဒီအိမ်မှာစုဝေးပြီးတော့စားတော့ကြမှာပါ။ဒါပေမဲ့လို့လေကားထစ်စီကိုရောက်တဲ့အခါမှာ FR ဟာစင်ကြံလမ်းမှာအိတ်နေတဲ့အမျိုးသား2ယောက်နဲ့ကျမ်းမြင့်ပေါ်မှာဆွန့်ပစ်ထားတဲ့စီထိုးအတော်များကိုတွေ့လိုက်ရပါတယ်။သူတို့ကိုကြည်ရင်းနဲ့ပဲ FR မိခင်ကအဲ့ဒီသူတွေကိုအာမင်ကိုနောက်တစ်ခါထပ်ပြီးတော့မဖျားရဖို့မဟုတ်ရင်ရဲခေါ်ပြီးတော့အားလုံးကိုဖမ်းခိုင်းမယ်ဆိုပြီးတော့တတိပေးလိုက်ပါတယ်။ဒါပေမဲ့လို့အဲ့ဒီသူတွေကသူမရဲ့တတိပေးချက်ကိုလုံးဝမကြပါဘူး။စင်ကြံလမ်းကနေထွက်ပြီးတော့အဖွားအိမ်ကိုရှောက်သွားကြပါတယ်။သူမရဲ့ဦးလေးနဲ့တခြားသောသူတွေကလည်းအစောကြီးရောက်နေကြပြီးတော့လူတိုင်းအလုံးရှုံနေကြပေမဲ့ FR တယောက်တည်းပဲစပွဲမှာဟာလာဟင်းလေးထိုင်နေကြရပါတယ်။အာမင်မှာမူရစ်စီတုံးတဲ့ရာဇဝင်ရှိတာကြောင့်မလို့ဆွေမျိုးတွေကလည်းသူ့ကိုမမြင်သလိုပဲနေကြပြီးတော့ဘယ်သူမှနှုတ်မဆက်ကြပါဘူး။ထမင်းစားနေရင်းနဲ့ပဲ FR ကအာမင်အခန်းထဲကိုဝင်သွားတာကိုမြင်ပြီးတော့ FI မိခင်ကတတိကြီးစွာနဲ့ကိုအနောက်ကနေကိုလိုက်သွားပါတယ်။တကားအကြောင်းကနေကြည့်လိုက်တဲ့အခါမှာအာမင်ကျမ်းမြင့်ပေါ်မှာလဲနေတာကိုတွေ့တဲ့အခါမှာတော့ FR ကတော့တွေးလိုက်ရပြီးသူမမိခင်ကသူ့ကိုအသက်ကယ်ဖို့ကြိုးစားနေပုံရပါတယ်။အဲဒီလိုမျိုး FR တကားဝါမှာပေါ်လာတာကိုမြင်တဲ့အခါမှာမိခင်ဖြစ်တဲ့သူကတော့တကားကိုအမြန်ပေးလိုက်ပါတယ်။အဲဒီအချိန်မှာပဲအဖွားဖြစ်တဲ့သူကတော့လမ်းလျှောက်လာပါတယ်။ဒီဦးလေးကိုမောင်းမိမယ်လေ FR ဟာအဖွားရဲ့စိတ်ပြတ်တဲ့မျက်နှာကိုမမြင်ချင်တာကြောင့်မလို့သူမမိခင်နေမကောင်းလို့အခန်းထဲမှာအနာယူနေတာလို့လိန်ပြောလိုက်ပါတယ်။အဖွားကတော့ဘာမှကိုထူးထူးမစင်စားမနဲ့ FR မျက်နှာပေါ်မှာချီဟန်လက်ဟန်ကိုလှုပ်လိုက်ပါတယ်။ဒါဟာလူကြီးသူမတွေကလူငယ်တွေကိုကောင်းကြီးပေးတဲ့ဒေသန္တရဒလေးတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့လို့အဖွားရဲ့ကောင်းကြီးကအသုံးမဝင်ပါဘူး။ FR ဟာအကြောင်းမှအတန်းပေါ်ရဲ့ဖယ်ကျမှုကိုထပ်မံရင်ဆိုင်ရပါတယ်။ဗိုင်းရပ်ကူးစက်ပုံကလည်းမရှင်းလင်းသေးတာကြောင့်မလို့အတန်းပေါ်တွေက FR ကူးစက်ခံရမှာကိုကြောက်ပြီးတော့သူမနဲ့အထီးတွေမရှိကြပါဘူး။အထူးသဖြင့်ကတော့ရေကူးအတန်းမှာပါအတန်းပေါ်တချို့ကတော့ FR ကိုအင်တာထဲမှာပိတ်ထားပြီးတော့ရေကူးအတန်းကိုမတက်ဖို့ကိုတားမြစ်ထားပါတယ်အနိုင်ကျင့်တဲ့သူတွေကိုရင်ဆိုင်ရမှာ FR ကအရှော့မပေးပဲပို့ပြီးတော့ရွှေ့ပြလိုက်ပါတယ်ဒါကတော့သူတို့ကိုတရွေးနဲ့ထွေးလိုက်တာပါအာခံနေတဲ့ FR ကိုမြင်တဲ့အခါမှာအတန်းပေါ်တွေကတော့အံ့အားသင့်သွားကြပါတယ်နောက်တော့ရေကူးအတန်းမှာ FR တရွေးနဲ့ကိုထွေးခဲ့တဲ့မိန်းကလေးကအခွင့်အရေးယူပြီးအနောက်ကနေကိုတိုက်ခိုက်လိုက်ပါတယ်ပြီးတော့တဲ့အခါမှာသူတို့က FR ကိုဆွဲပြီးတော့ရေရောက်ထဲကိုဖိထားခဲ့ကြပါတယ်FR ကတော့ပြန်ခုခံဖို့အတွက်ကိုစ조사ပေမဲ့လို့မတော်တဆရေကူးကန်နေရန်နဲ့ကိုတိုက်မိပြီးတော့ဥယေကွန်ပုံပဲ့ကသွေးတွေအများကြီးကထွက်လာပါတယ်။ရေကူးကန်တွေကသွေးတွေကိုမြင်တဲ့အခါမှာအတန်းပေါ်တွေဟာလည်းထိတ်လန့်တကြားနဲ့ကိုမှထွက်ပြေးကြပါတယ်။တမီဖြစ်တဲ့သူကလည်းကြောင်းမှာဒဏ်ရာရရဲဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့မိခင်ဖြစ်တဲ့သူကချက်ချင်းဆိုသလိုရောက်လာခဲ့ပေမဲ့ကြောင်းအုပ်ကြီးကတော့အနိုင်ကျင့်တဲ့သူတွေကိုအပြစ်မပေးဘဲ FR ကိုကြောင်းခဏနာဖို့တာအကြံပြုခဲ့ပါတယ်။ကြောင်းဟာလည်း FR ကူးဆက်ခံရရမှာကိုစိုးရိမ်နေမိဘတွေစီကနေတိုင်ကြားစာအမြောက်အများရရှိထားတာဖြစ်နေတာကြောင့်မလို့FI မိခင်ကရလက်ထွက်လာတဲ့အထီကိုမှစောင့်ကြည့်ပေမဲ့ကျောင်းကြီးကတော့ FR ကိုပြန်ခေါ်သွားဖို့နဲ့ရလက်မှာယောဂကင်းရှင်းမှသာပြန်လာဖို့ကိုပြောခဲ့ပါတယ်။ခေါင်းမရဲ့ကျောင်းကြီးကိုကြည့်ပြီးတော့သူမမှလက်တွေ့ဘဝကိုလက်ခံဖို့ကလွယ်လို့ရွေးချယ်စရာမရှိပါဘူး။ဆေးရုံကိုပြောင်းတဲ့အခါမှာသူမဟာ FI စစ်ဆေးချက်ရလက်ကိုတွားယူပေမဲ့လို့ virus ရဲ့ပြိုရက်ကအရန်ကိုမှရက်ရှည်တာကြောင့်မလို့ကြောက်ဖြစ်တဲ့လက္ခဏာတွေမပြမချင်းသွေးစစ်တာက100%မတည်ကြပါဘူးဆိုပြီးတော့သိလိုက်ရပါတယ်။ဒါကြောင့်မလို့သူမကတော့တခြားနည်းလမ်းတစ်ခုကိုစဉ်းစားပြီး FR ကိုစမ်းသပ်ခန်းထဲကိုခေါ်သွားပါတယ်။သူမကတော့ FI လေကြောင်းနဲ့တခြားသောနေရာတွေကိုတေချာစစ်ဆေးပါတယ်။ယောဂလက္ခဏာတွေအရကတော့ကူးစက်ခံရပြီးဆိုရင်လေကြောင်းနေရာမှာကြောက်ဖြစ်တဲ့လက္ခဏာတွေပြတ်တက်ပြီးတော့ကြောက်မှုတွေချောင်းဆိုးထွက်တတ်တာဗိုက်ထဲမှာလည်းထုံတက်ဖြစ်တည်မှုကြောင့်မလို့နာကျင်တာမျိုးတွေကိုခံစားရတတ်ပါတယ်။သူမဟာ FI လေကြောင်းကိုတေချာစစ်ပေမဲ့လို့ကြောက်မှုအရေးအယောင်မတွေ့ရသလိုဗိုက်ထဲမှာလည်းဘာတုံ့ပြန်မှုမှမရှိပါဘူး။ FR ကူးစက်မခံရဘူးလို့သူမထင်လိုက်တဲ့အချိန်မှာပဲ FR ကရုတ်တရက်ဆိုသလိုပြင်းပြင်းထန်ထန်ချောင်းဆိုးလိုက်ပါတယ်။အိမ်နောက်မှာတော့ FI ပါဇက်ပြီးနောက်မှာကြောက်မှုတွေကိုမြင်လိုက်ရတဲ့အခါမှာသူမကတော့လန့်ဖြန့်သွားပါတယ်။ FR ကလည်းသူမရဲ့မိခင်ရဲ့အကြည့်ကိုတတိပြုမိသွားပြီးတော့မှန်ထဲမှာသွားစစ်ကြည့်လိုက်ပါတယ်။မှန်ထဲကကိုကြည့်ရင်လည်း FR ကတော့စွန့်အားသွားပါတယ်။ပါတီတစ်ခုမှမစင်မချင်းလုပ်ခဲ့တာကနေပြီးတော့ကူးစက်ခံရလိမ့်မယ်လို့သူမကတော့တခါမှကိုမထင်ထားခဲ့ပါဘူး။တမီဖြစ်တဲ့သူကလည်းတကယ်ကူးစက်ခံရမှန်ကိုသိလိုက်ရတဲ့အခါမှာမိခင်ဖြစ်တဲ့သူကတော့စိတ်မအေးနိုင်ဖြစ်နေပါတယ်။သူမဟာကုသနေခွင့်ရှာဖို့အတွက်သူ့ဒေသနာစာရန်တွေကိုဖတ်ခဲ့ပေမဲ့လို့ကြောက်ဗိုင်းရပ်စ်ဟာလည်းဆယ်စုနှစ်တခုမကကိုရှိနေပြီဖြစ်ပြီးတော့တိမပညာရှင်တွေတော့မှဘာမှကိုမတက်နိုင်ကြပါဘူး။ကာကွယ်ဆေးဆိုတာလည်းထားလိုက်အောင်။ဒါကဘလို့ပြည့်နှက်နေဆိုတာတော့မှသူတို့ကတော့တေချာမသိကြပါဘူး။သူမအခုတည်ထားတာကတော့ကူးစက်ခံရတဲ့လူနာတွေဟာထင်အောင်ထင်မှားတွေကိုခန်းစားရတတ်တာပဲဖြစ်ပါတယ်။ဆေးတဲ့ကြနေတဲ့သူမဟာလည်းဘာလို့ရမှန်းကိုမသိပဲနဲ့ဇပွဲပေါ်မှာမှောက်ပြီးတော့နေခဲ့ပါတယ်။သူမကသမီးဖြစ်တဲ့သူကိုနှစ်သိမ့်ဖို့ F5 အခန်းကိုသွားပေမဲ့လို့တကားဝါမာတွေကိုထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ဒါကတော့အာမင်နဲ့သူမရဲ့သမီးဟာလည်းကတင်းပေါ်မှာတကိုယ်လုံးတွန့်လည်နေကြပြီးတော့သူတို့ရဲ့လှုပ်ရှားမှုတွေကလုံးဝကိုမှတပုံစံနဲ့ဖြစ်နေတာပါ။ဝေဒနာခံစားနေရတဲ့သမီးဖြစ်တဲ့သူကိုကြည့်ရင်လည်းသူမလုံးနိုင်တာကတော့နှစ်သိမ့်ပေးဖို့ပဲဖြစ်ပါတယ်။သူမကတော့သမီးဖြစ်တဲ့သူရဲ့လက်ချောင်းကိုသူမရဲ့လက်ချောင်းနဲ့ကိုထိတွေ့လိုက်ပြီးတော့ကောင်းကြီးပေးတဲ့ဟန်ဘန်တစ်ခုကိုလွှတ်လိုက်ပါတယ်။အဲဒီနောက်စိတ်အာရုံထဲမှာတော့ဗိုင်းရပ်စ်စတင်ပြန့်နှံ့စဉ်ကမြင်ကွင်းကိုသူမကတော့ပြန်ပြီးတော့မြင်ရောက်လာပါတယ်။အဲ့ဒီအချိန်မှာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာအမြောက်အများကတော့ဆေးရုံတွေကိုတိုးဝင်လာပြီးတော့ဝင်ပေါက်ကိုပိတ်ဆို့ထားကြပေမဲ့ဂရင်ကတော့အကန့်အသတ်ရှိတာကြောင့်မလို့ဆေးရုံကတော့ပြည့်နေပါပြီ။လုံခြုံရေးဝန်ထမ်းတွေကလည်းတကားကိုပိတ်ထားပြီးတော့လူနာတွေကိုအထဲဝင်ခွင့်မပြုတာကြောင့်မလို့စိုးရိမ်နေတဲ့လူနာတွေကဝင်ပေါက်မှာစူပူပြီးတော့တောင်းညံ့နေကြပါတယ်။သူမကတော့လုံခြုံရေးတွေနဲ့လုံရက်ကိုမကျင်တတ်ခဲ့ပေမဲ့လို့
စေယုံကလူတွေအများကြီးကိုမဆက်နိုင်တော့တာကြောင့်မလို့လုံခြုံရေးတွေမှာလည်းရွေးချယ်စရာတော့ရှိမနေတော့ပါဘူး။ဆိုရင်းနေတဲ့လူနာတွေကိုလည်းကြည့်ရင်လည်းသူမလုံးနိုင်တာကတော့သူတို့ကိုချောက်မော့ဖို့ပဲဖြစ်ပြီးတော့သူမကတော့ချွင်းချက်နေနဲ့ပြင်းထန်လူနာအနှဲငယ်ကိုအထဲတွေကိုပေးဝင်ခဲ့ပေမဲ့ကေတင်မို့အတွက်ကတော့ကူးစက်ခံရတဲ့သူတွေကအရန်ကုန်မှများနေပါတယ်။စေယုံစင်းကြံလန်ကအနှဲရောင်အလောင်းအိတ်တွေထဲမှာဗိုင်းရပ်ကြောင့်မလို့တေဆုံးသွားတဲ့လူနာတွေကပြည့်နေပြီးတော့ဗေမီတာစုကမှလာမယူသေးတာကြောင့်မလို့စေယုံကသူတို့ကိုစင်းကြံလန်မှာပဲထားခဲ့ရပါတယ်။အထူးကျမတ်ကုသဆောင်ကလူနာဆောင်တွေမှာလည်းကူးစက်ခံရတဲ့လူနာတွေကပြည့်နေခဲ့ပြီးတော့ဆရာဝန်တွေကပို့ပြီးတော့စိုးမလာအောင်လို့နီလန်းမျိုးစုံနဲ့စူးစမ်းပေမဲ့အားထုတ်မှုအလုံးကအလဟတ်တက်ပဲဖြစ်ပါတယ်။ကုသမှုကအတုံးမဝင်ပါဘူး။ကံကောင်းတာကကိုခံအားမတူကြတာကြောင့်မလို့ကြောက်ဖြစ်တဲ့အချိန်ကတယောက်နဲ့တယောက်ကိုမတူကြပါဘူး။လူနာတချို့ကတော့ချောင်းဆူရာကနေကြောက်ဖြစ်သွားဖို့ကိုတရက်ပဲကြာတက်ပေမဲ့တချို့ကတော့အရန်ကမှနှိပ်ပြီးတော့စတင်ဖို့ကိုနှစ်တော်ကြာတတ်ပါတယ်။ကံမကောင်းစားနဲ့ပဲအာမင်ဟာပထမအဆုံးကူးစက်ခံရတဲ့လှိုင်းထဲမှာပါဝင်ခဲ့ပါတယ်။အစာပိုင်းမှာတော့အာမင်ရဲ့အခြေအနေတွေကအရန်ကမှဆိုးရပါတယ်။သူရဲ့ကြောပြင်တစ်ခုလုံးကတော့ကြောက်ဖြစ်သွားနေတော့သူမကစစ်ဆေးဖို့အတွက်ကိုမှနမူနာတချို့ကိုယူခြင်းပေမဲ့အဆက်လိုက်တဲ့အခါမှာသွေးထွက်သွားတာကိုမရဲနိုင်တာကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ပဲသူမကတော့ဒဏ်ရာကိုပိတ်ဖို့ပတိစားကိုရှာခဲ့ပေမဲ့မမျှော်လင့်ပဲနဲ့အာမင်ရဲ့ကြောက်ဖြစ်နေတဲ့ကြောပြင်ကြီးကကွဲအပ်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းကူးစက်ခံရတာကြောင့်မလို့အေဖာဟာကြောင်မတက်ရတော့ဘဲနဲ့အာမင်နဲ့အတူအိမ်မှာပဲနေရပါတယ်။သူမရဲ့မိခင်ကလည်းဓာတ်ရိုက်မပြောပေမဲ့လည်းသူမရဲ့ဦးလေးမှာကိုရေးကိုတာပြဿနာကြီးကြီးမားမားရှိနေတယ်ဆိုတာကိုအေဖာကတော့သိနေတာကြပါပြီ။အရင်တော့ကဆိုရင်လည်းပဲအေဖာဟာအာမင်ကိုဆက်ဆုပ်မိမှဖြစ်ပေမဲ့လို့ကြောင်းမှာဖဲခြင်းခံရကြတဲ့ကအေဗာဟာကဘာကြီးရဲ့အေးဆက်မှုတွေကိုခန်းစားလိုက်ရပြီးတော့သူမရဲ့ဦးလေးအပေါ်တကယ်ပဲစာနိုင်စိတ်ဖြစ်လာပါတယ်။အဲဒီနောက်မှာတော့သူတို့စကားပြောနေတော့မှပဲအေဖိုင်မိခင်အိမ်ကိုအပြန်ပြေးလာပါတယ်။သူမကတော့ရေတန့်ပူကြီးတစ်ပူယူလာခဲ့ပြီးတော့အေဗာကိုနေတိုင်းပုံမှန်ရေမြများတောက်ဖို့ကိုညွှန်ကြားပေးမယ်။အေဗာကတော့ရေတောက်ရတဲ့ရည်ရွယ်ချက်ကိုမသိရကြောင်းမလို့ပြီးစလွယ်ပဲနည်းနည်းပဲကိုတောက်လိုက်ပါတယ်။တမီဖြစ်တဲ့သူရဲ့ပေါ်ပေါ်ဆဆအပြုတ်မှုကိုမြင်တဲ့အခါမှာသူမကတော့ရေကိုတမီဖြစ်တဲ့သူရဲ့လက်ချောင်းလေးကိုအတင်းလောင်းထည့်လိုက်ပြီးတော့ကုသမှုတွေလုပ်နေတော့မှပဲရေတောက်ခြင်းကကြောက်ဖြစ်တဲ့အချိန်ကိုနှိကွေးသွားစေခဲ့ပြီးတော့လေချောင်းကိုပို့ပြီးတော့တက်တာစီတယ်ဆိုတာကိုသူမကတော့ရှာဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ဒါပေမဲ့လို့ကူးစက်ခံရတဲ့သူတယောက်အနေနဲ့ကတော့အာမင်ကဒါဟာအသုံးဝင်ဘူးလို့ဆိုတာသိပါတယ်။ရေရဲ့အာနိသင်ကအရန်ကုန်မှအားနေပါတယ်။ကူးစက်ခံရတဲ့သူရဲ့ကိုယ်ခံအားကအရန်အားနေနေရင်ဗိုင်းရပ်စ်ဟာလည်း3နိုင်အတွင်းမှာလုံးဝကိုကြောက်ဖြစ်သွားစေမှာပါ။ကူးစက်မှုတွေကိုကုသနိုင်မဲ့တခုတည်းသောနေရာကကာကွယ်စေပါ။ဒါပေမဲ့သူမကတော့တာမန်ဆရာဝန်တယောက်ဖြစ်ပြီးတော့ကမ္ဘာထိတဲ့သစ်ပင်ပညာရှင်တွေတောင်မှနှစ်တော်တန်ကြအောင်ဘာတိုးတက်မှုမှမရှိရကြောင်းမလို့စိုးရိမ်နေတာကတော့အလကားပါပဲ။အာမင်ကလည်းဒါကိုသိပါတယ်။အဖာကတော့ကူးစက်ခံရပြီးသားဖြစ်တာကြောင့်မလို့သူမကိုအိမ်ထဲမှာပိတ်မထားတင်ဘူးလို့သူ့ရဲ့အမားကိုသူကဖျောင်းဖျားဖို့ကိုကြိုးစားလိုက်ပါတယ်။အဲ့ဒီအစားသူမကိုဘဝကိုအပြည့်အဝပြပြပပနေခွင့်ပေးပြီးတော့သူမလိုချင်တာမှန်သမျှကိုလှုပ်ခွင့်ပေးတဲ့နဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့လို့အဖာကဗိုင်းရပ်စ်ကိုပြန့်တဲ့စီမှာကြောက်တာကြောင့်မလို့သူမကတော့အဲ့ဒါကိုပြပြတတညှင်းဆိုလိုက်ပါတယ်။ဒါကြောင့်မလို့သူတို့အိမ်မှာအပြန်လဲညှင်းခုန်ကြပြီးတော့နောက်ဆုံးမှဆိုတော့ပြင်စိတ်မကောင်းစွာနဲ့ပဲလမ်းခွဲလိုက်ကြပါတယ်။မထွက်သွားခင်မှာတမီဖြစ်တဲ့သူကတော့အပြင်ကိုပြေးထွက်သွားမှစိုးရိမ်တာကြောင့်မလို့သူမကတော့တကားကိုပိတ်ထားခဲ့ပေမဲ့လို့ထူဆန်းတဲ့ဖြစ်ရပ်တွေကဆက်ဖြစ်ပါတယ်။ညနေပိုင်းမှာတော့စိတ်ထဲကျနေတဲ့အေဖာဟာဂရင်ပေါ်မှာဟိုဘက်ဒီဘက်လူလိမ့်နေခဲ့ပြီးတော့သူမရဲ့ဘဝဟာဒီလိုမျိုးပဲကမန်းကတဲ့ကိုမှအဆုံးသတ်သွားတော့မယ်ဆိုပြီးတော့ထင်နေတော့မှပဲအပေါ်ကနေကျေလောင်တဲ့အတန်တကူကတော့ထွက်လာပါတယ်။အဲဒီနောက်မှာအေဖာမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့အရာအလုံးကပုံမှန်အတိုင်းကိုပြန်ပြီးတော့ဖြစ်သွားပါပြီ။ခုနကမြင်ကွင်းဟာအိမ်မက်တစ်ခုဖြစ်နေပါတယ်။အဲဒီနောက်စိတ်ထဲကျနေတဲ့သူမဖြစ်တဲ့သူကိုကြည့်ပြီးတော့အာမင်ကပရင်ပေါက်ကိုဖွင့်ကအေဖာကိုအိမ်ထဲကနေကိုခိုးထုတ်သွားခဲ့ပါတယ်။သူတို့ဟာကူးစက်ခံရတဲ့သူတွေရဲ့ပြည့်နေတဲ့ဘာတစ်ခုကိုတွားရောက်ခဲ့ကြပြီးတော့လူတိုင်းဟာလည်းအပြင်ဘက်ကဘာရဲ့ဖိနှိပ်မှုတွေကနေကင်းဝေးပြီးတော့ပျော်ပါးစွာစကားပြောရှယ်မွေးနေခဲ့ကြပါတယ်။ဒီလိုနဲ့ပဲတက်ဝင်လှူရှားနေတဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာ A5 စိတ်ထဲကျနေတဲ့စိတ်အခြေအနေတွေဟာချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့ပြီးတော့သူမဟာခမ်းမတွေကကူးစက်ခံရတဲ့သူတွေနဲ့အတူကခုန်ပါတယ်။သူတို့ဟာလည်းမိုးလင်းတဲ့အထီကိုမှကစားကြပြီးတော့တဲ့နောက် A5 နဲ့ဦးလေးဖြစ်တဲ့သူတို့ဘာကနေကိုထွက်လာခဲ့ကြပါပြီ။ချန်ရှိနေတဲ့အချိန်တွေကိုအသုံးချပြီးတော့ကိုလိုချင်တာတွေလုပ်ဖို့နဲ့အောင်အီးထားတဲ့ခန်းစားချက်တွေကိုထုတ်ပြဖို့အာမင်က A5 ကိုအကြံပေးလိုက်ပါတယ်။အာမင်ရဲ့အကြံပေးချက်ကိုကြားတဲ့အခါမှာ A5 က Adrian ကိုတတိယသွားခဲ့ပြီးတော့သူ့ရဲ့အိမ်ရှိကိုသွားပြီးတော့Adrian ကလည်း Eva ကိုတွေ့ရလို့အရန်ကမှဝမ်းသာသွားပါတယ်။ဒါပေမဲ့လို့အဲ့ဒီအချိန်မှာပဲ Eva ကအာမင်ရဲ့ကြောပြင်မှာသူမနဲ့တပုံစံနဲ့တက်တူရှိနေတာကိုရုတ်တရက်ဆိုသလိုတွေ့လိုက်ရပါတယ်။တကယ်တော့အဲ့ဒီနေ့ကသူမကိုတက်တူထိုးပေးခဲ့တဲ့သူဟာ Adrian ဖြစ်ပြီးတော့အဲ့ဒီတက်တူကြောင့်ပဲသူမကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ဒေါသထွက်သွားတဲ့ Eva ကတော့တက်တူထိုးဆက်မှာ virus ရှိနေတဲ့အကြောင်း Adrian ကိုပြောပြပြီးတော့သူကလည်းသွားဆက်တာကပို့ပြီးတော့ကောင်းမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ Adrian ကတော့စကားမပြောနိုင်ခင်မှာပဲ Eva တိုက်ခန်းကနေထွက်သွားပါတယ်။သူမကတော့ဘတ်စကားစီပိုတက်လိုက်ခဲ့ပြီးတော့ကိုပြင်းနေတဲ့ကိုပေးချင်ခဲ့တာပါ။ဒါပေမဲ့လို့ဘတ်စကားပေါ်မှာသူမရဲ့ဦးလေးကလည်းရှိနေသေးတာကိုအေဖာကတော့တွေးလိုက်ရပြီးတော့အေဖာကိုမြင်တဲ့အခါမှာသူ့ရဲ့တုံ့ပြန်မှုကလည်းတင်းကျပ်နေခဲ့ပါတယ်။သူကတော့အေဖာကိုပင်လယ်ကမ်းခြေကိုခေါ်သွားခဲ့ပြီးတော့သူတို့အကူအညီတစ်ခုကိုပေးဖို့တောင်းဆိုလိုက်ပါတယ်။အေဖာကတော့သူမရဲ့ဦးလေးတိတိတဆိတ်ကိုမှနေကျင်တာလို့ထင်ခဲ့ပေမဲ့မမျှော်လင့်ပဲနဲ့သူကတနေရာကနေတရားမဝင်မူရစ်စေဝါတချို့ကိုရရှိထားတာလည်းဖြစ်ပါတယ်။အေဖာကတော့သူ့ကိုတားခဲ့ချင်ပေမဲ့လို့စကလုံးတွေကနှကမ်းပြမှာတင်တက်နေပြီးတော့ဘယ်လိုစပြောရမှန်းမသိကိုဖြစ်နေပါတယ်။ဒီလိုမျိုးသူမဝေခွင့်မရဖြစ်နေတော့မှပဲအာမင်ကတော့တတိလက်သွားပါပြီ။ကျမ်းမြင့်ဘော်ကဦးလေးဖြစ်တဲ့သူကိုကြည့်ပြီးတော့အေဖာတခုခုမှားနေပြီဆိုတာကိုသိလိုက်ရကသူမဟိုတယ်တစ်ခုစီကိုပြေးသွားခဲ့ပြီးတော့သူမအမေကိုဖုန်းခေါ်လိုက်ပါတယ်
သူမမောင်ရဲ့အခြေအနေတွေကိုသိရတဲ့အခါမှာအမေဖြစ်တဲ့သူဟာလည်းဟိုတယ်ကိုအပြန်ပြေးလာပါတယ်။ဆေးအယုံထဲမှာတော့သူမအတိတ်ကမြင်ကွင်းတစ်ခုကိုပြန်ပြီးတော့မြင်အောင်လာခဲ့ပါပြီ။လွန်ခဲ့တဲ့10နှစ်ကျော်ကဒီပင်လယ်ကမ်းခြေနဲ့ဒီဟိုတယ်မှာပဲအာမင်ဟာအက်ဖာကိုအိမ်ကနေခိုးထုတ်သွားပြီးတော့အခန်းထဲမှာမူရစ်စေဝါတုံးခဲ့ပူပါတယ်။ငယ်ရွယ်တဲ့အက်ဖာကတော့ဘာမှကိုမသိခဲ့ပါဘူး။သူမရဲ့ဦးလေးပင်ပန်းလို့အိမ်နေတာပဲဆိုပြီးတော့ထင်ခဲ့တာပါ။သူမကတော့မာကာကိုထုတ်ပြီးတော့အာမင်ရဲ့လက်မောင်းပေါ်မှာမြင်းတွေကိုဆွဲခဲ့ပါတယ်။အက်ဖာရဲ့မိခင်ရောက်လာတဲ့အချိန်မှာအာမင်ကတော့အသက်ရှူကျက်နေပါပြီ။ဒါပေမဲ့လို့ကံကောင်းထောက်မဆန်နေပဲသူမကအဒရီနယ်လင်ယူလာခဲ့လို့အာမင်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လို့ပြောစရာအခြေအနေတွေကကြာရှည်မခံပါဘူး။အာမင်ရဲ့အခြေအနေတွေကစတင်ဆိုးဝါးလာပြီးတော့ဒီကိုယ်လုံးကတော့ကြောက်ဖြစ်သွားခဲ့ပါတယ်။မျက်နှာတစ်ချမ်းပဲကျန်တော့တဲ့အခါမှာသူမရဲ့မောင်ကိုကြည့်ပြီးတော့သူမဟာအသေးကွဲမတက်ကိုခန်းစားခဲ့ရပါတယ်။ဒါပေမဲ့လို့အာမင်ကတော့အရာအလုံးကိုတည်တည်ငြိမ်ငြိမ်နဲ့လက်ခံခဲ့တာကကြာပါပြီ။ကြောက်ဗိုင်းရပ်ကူးစက်ခံထားရမယ်တိကစားကလေးကအာမင်ဟာကိုကိုလုံးဝကိုမှလွတ်ပေးလိုက်တာပါ။သူဟာအေးဆက်တဲ့ကြောက်တုံးကြီးမဖြစ်ချင်နေတယ်လို့သူ့သနာပစ္စည်းတစ်ခုလည်းမဖြစ်ခံချင်ပါဘူး။သူကကြံရှိနေတဲ့အချိန်လေးအတွင်းမှာဘဝကိုပြပြပပနေသွားချင်တာကြောင့်မလို့ကိုဖျက်ဆီးတဲ့လမ်းကိုရွှေ့ခဲ့တာပဲဖြစ်ပါတယ်။အာမင်ဟာအရင်ကအချိန်ချင်းကိုအဆုံးစီရင်ဖို့ကြိုးစားခဲ့ပေမဲ့အမှားဖြစ်တဲ့သူကအချိန်တိုင်းကယ်တင်ခဲ့ပါတယ်။ဒီလိုနဲ့လုံးဝကြောက်ဖြစ်သွားတဲ့အာမင်ကိုကြည့်ရင်လည်းသူမကသူ့ရဲ့ဘေးနားမှာတစ်ကလေးကိုလဲလျောင်းလိုက်ပါတယ်။သူမကတော့သူမမျက်လုံးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာပဲသူမဟာအိမ်ကိုပြန်ရောက်နေခဲ့ပြီးတော့အက်ဖာကလည်းသူမရဲ့အခန်းထဲမှာရှိနေသေးတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့အာမင်ဟာလွန်ခဲ့တဲ့10နှစ်ကတည်းကကြောက်ရောဂါနဲ့ကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။သူမကတော့အဲ့ဒီကိစ္စကိုလက်မလွတ်နိုင်ဘဲနဲ့ဖြစ်နေခဲ့ပါတယ်။ပြီးတော့အမှန်တကယ်ကူးစက်ခံရတဲ့သူဟာအက်ဖာမဟုတ်ဘဲနဲ့အက်ဖာမိခင်ဖြစ်နေတာပါ။သူမဟာကံမကောင်းစွာနဲ့လူနာတွေကိုကုသပေးရင်းနဲ့ပဲကူးစက်ခံခဲ့ရတာပါ။သူမမြင်ခဲ့ရတဲ့အာမင်ဟာလည်းတကယ်တော့သူမရဲ့စိတ်ထဲကအဆွဲလန်းတစ်ခုသားလည်းဖြစ်ပါတယ်။စိတ်ထဲကြားနေတဲ့မိခင်ဖြစ်တဲ့သူကိုကြည့်ရင်လည်းအက်ဖာကတော့သူမကိုအိပ်ပျော်အောင်လို့ချော်တိတ်တဲ့အခါမှာမိခင်ဖြစ်တဲ့သူကဆိုပြလေးရှိတဲ့ချော့တေကိုပြန်ပြီးတော့ဆိုပြပါတယ်။ဒီချိန်မှာသူမအရာအလုံးကိုနားလည်သွားပါပြီ။သူမဟာတမီဖြစ်တဲ့သူကိုခေါ်ပြီးတော့အိမ်ကနေထွက်လာခဲ့ကသူတို့ရဲ့မိသားစုကိုနှုတ်ဆက်ဖို့ပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့လို့ပဲအမေနဲ့တမီအပြင်ကိုခြေလန်းချလိုက်တာနဲ့ပဲမလန်မကန့်မှာဝါချင်းချင်းတဲမုန်နိုင်တစ်ခုကပေါ်လာခဲ့ပြီးတော့ကားရှိမှန်ပေါ်မှာဖုံမုတ်အထူတူတွေကဖုံးလန်းသွားကဒါတွေအရာအလုံးကတော့ကြောက်ဖြစ်သွားတဲ့လူနာတွေခြံထားခဲ့တဲ့အမှုတွေပဲဖြစ်ပါတယ်။၆ကက်နေတဲ့လမ်းမတွေမှာပတ်ဝန်းကျင်ကဖုံမုတ်တွေကိုကြည့်ရင်လည်းအက်ဖာဟာခန်းစားချက်မျိုးစုံဖြစ်ပေါ်နေစေဖြစ်ပါတယ်။မကြခင်မှာပဲအမေနဲ့တမီတို့ဟာအဖွားအိမ်ကိုရှောက်လိုက်ကြပါတယ်။အက်ဖာရဲ့အမေကတော့ကားတကားကိုဖွင့်ပြီးတော့အဖွားရဲ့တိုက်ခန်းစီကိုလမ်းလျှောက်သွားလိုက်ပါတယ်။သူမအမေကားပေါ်ကဆင်းသွားတဲ့အချိန်မှာအက်ဖာကသူမရဲ့ဦးလေးပြန်ပေါ်လာတာကိုတွေ့လိုက်ရပါတယ်။သူတို့ဟာစောက်ကစားရင်းနဲ့အဝေးကိုလမ်းလျှောက်သွားကြပါတယ်။အက်ဖာကတော့သူတို့နောက်ကိုလိုက်ဖို့ကိုလှုပ်ခဲ့ပေမဲ့ကားပေါ်ကဆင်းလိုက်တဲ့အခါမှာပဲထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ကျမ်းမြင့်ပေါ်မှာငိုနေတဲ့သူမအမေကိုကြည့်ရင်လည်းအက်ဖာဟာတောက်ခဲသွားခဲ့ပြီးတော့သူမရဲ့မျက်နှာပေါ်မှာလည်းကြောက်ဖြစ်တဲ့လက္ခဏာတွေပေါ်လာပါတယ်။တကယ်တော့သူမရဲ့မိသားစုဝင်နေတာမကဘဲနဲ့ပတ်ဝန်းကျင်ကအင်ဂျင်နာချင်းတွေအားလုံးဟာဗိုင်းရပ်စ်စတင်ပြန့်နှံ့စဉ်ကတည်းကကူးစက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။မြေပေါ်ကတဲတွေဟာတကယ်တော့ကြောက်ဖြစ်သွားတဲ့လူသားတွေပါပဲ။ဇလန်ရဲ့အဆုံးမှာတော့အရာအလုံးကိုမှတ်မိသွားတဲ့အက်ဖာကလက်တွေ့ဘဝကိုတည်တည်ငြိမ်ငြိမ်လေးနဲ့ကိုလက်ခံလိုက်ပါတယ်။ကဲဒီကနေ့ကတော့ဒီလောက်ပါပဲဗျာ။နောက်နေ့တွင်မှာပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့စကားလေးတွေနဲ့ပြန်လာခဲ့ပါအောင်မယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။